谁也是这个。မြစ်သားစမုံပေါက်မှာပါဒီမှာလဲသုံးပြီးဟိုးမှာနည်းနည်းတော့မဟုတ်ဘူးကားတွေရောမကြည့်အောင်အိုးရေတွေကိုထွက်လို့ကြည့်အောက်ထဲမှာရေကြီးထားတဲ့အချိန်နဲ့တလားလောက်ကတော့ဟာဒီညစ်သားနဲ့ပြင်ဒီလမ်းကြောင်းတော့ယာယီပြင်မှာပါရောဒီနေသားကိုတော့လောက်နဲ့ပြင်ဆင်ရမှာအနည်းဆုံးပြင်ဆင်ရမှာတရားကတော့ထိခိုက်မှုသိမ့်မရှိပေမဲ့ဒီပြည့်ရကြောင်းကတော့အင်မတန်မှဟိုမှာကားကြီးဘုဆက်သွားလို့မရတော့ရတော့ဘူးကူးကြမှာတော့ခင်ဗျားတို့ထုတ်ကြည့်နေအဲ့ဒါကြီးကိုကားတစ်စီးဟိုမှာလဲတော့သွားတာမဟုတ်ဘဲနဲ့ရှေ့ဘလို့ရဲကူးကြမှာလို့စားပါလေအပေါ့လေဆိုကူးနိုင်တယ်လူကူအနေများလေမင်းတို့